ကမ္ဘာသမိုင်းဝင်မဲ့ငိမ့်ချမ်းရေးအတွက်မိုင်2300ကျော်လမ်းလျှောက်ခြင်းခရီးစဉ်မှာပထမဆုံးပါဝင်လာပြီဖြစ်တဲ့မြန်မာဖုံတော်ကြီးတစ်ပေါင်းမင်္ဂလာပါရှင်ထူးခြားဆက်ပြားတဲ့ကြောင်ရံလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်လူသမိုင်းတစ်လျှောက်မှာငိမ့်ချမ်းရေးကိုစကားတီးတတ်မဟုတ်ပဲကိုယ်တိုင်လမ်းလျှောက်ပြသတဲ့နည်းနဲ့ဖော်ပြခဲ့ကြသူတွေရှိခဲ့ပါတယ်အခုလက်ရှိအမေရိကန်ပြည်ထောင်စုမှာဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ Walk for Peace ခရီးစဉ်ကလည်းငြိမ်းချမ်းရေးကိုတတိပြုမိလာစေဖို့အတွက်လေးလနီးပါးလမ်းလျှောက်လာတဲ့ခရီးဖြစ်ပါတယ်။မိုင်2300ခန့်ရှည်လျားတဲ့ဒီခရီးစဉ်ကအမေရိကန်ပြည်ထောင်စုတစ်လျှောက်ကိုဖြတ်တန်းပြီးတော့လမ်းလျှောက်တာဖြစ်ပြီးမြစ်တာဂယုဏနဲ့ငြိမ်းချမ်းရေးကိုလူအဖွဲ့အစည်းအတွင်းဖြန့်ဝေပေးလိုတဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ဒီငြိမ်းချမ်းရေးခရီးစဉ်ကိုအမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဖိုဝါမြို့မှာရှိတဲ့ထေရဝါဒဘီယန်နန်ဟောင်တောင်ကျောင်းကနေ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့နနက်9:00နာရီကစတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ကြီးမားတဲ့ဇွဲလုံးလာနဲ့ရှောက်လန်းလာခဲ့ပြီးတဲ့နောက်အခုဆိုရင်တော့ခရီးထက်ဝက်ကျော်ပြီဖြစ်ပြီးရှောက်လန်းလာတဲ့ရက်တွေဟာရက်ပေါင်း80နီးပါးရှိလာခဲ့ပါပြီ။ငိမ့်ချမ်းရေးလမ်းလျှောက်ခရီးစဉ်ကိုဦးဆောင်တဲ့ဟောင်တောင်ကျောင်းလက်ထောက်ဆရာတော်အရှင်ဘိက္ခုပညာကာရဟောင်းဘီယန်နန်ဆရာတော်ဖြစ်ပြီးမြန်မာနိုင်ငံမှာဗုဒ္ဓစာပေတွေသင်ယူခဲ့ပူတာကြောင့်မြန်မာစကားအနည်းငယ်ပြောတတ်ပါတယ်။ကမ္ဘာတဝန်းကအာယုံဆိုင်မှုကိုရရှိနေတဲ့ Walk for Peace လို့ခေါ်တဲ့ငြိမ်းချမ်းရေးခရီးစဉ်မှာ2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကစတင်ပြီးမြန်မာဘုန်းတော်ကြီးတစ်ပါးပူးပေါင်းပါဝင်လာပါပြီ။ပါဝင်နေတဲ့မြန်မာဘုန်းတော်ကြီးကတက်ဆက်ပြည်နယ်ဖိုဝါမြို့ကရွှေဘုံပွင့်ကျောင်းရဲ့ကျောင်းနိုင်ဆရာတော်ဖြစ်တယ်လို့ဘာမစ်ဓမ္မစင်တာတည်ထောင်ထားတဲ့ဆရာတော်ဦးတီလာနန္ဒဖြစ်ပါတယ်။မိုင်ပေါင်း2300လမ်းလျှောက်တဲ့ခရီးစဉ်မှာမြန်မာဆရာတော်တွေပါဝင်သလားဆိုပြီးမြန်မာလူမျိုးတွေကသိချင်းကြပါတယ်။အမေရိကန်နိုင်ငံမှာသာသနာပြုနေတဲ့မြန်မာဘုန်းတော်ကြီးတွေလည်းရှိတာကြောင့်တမိုင်းဝင်စေမယ့်ဒီလိုခရီးစဉ်မှာမြန်မာဆရာတော်တွေကိုပါဝင်စေချင်တာပါ။တချို့တွေကလည်းဒီခရီးစဉ်မှာမြန်မာတန်ဃာတော်တွေမပါဝင်ရကောင်းလားဆိုပြီးအပြစ်တင်ကြပါတယ်။အခုလန်ရှာအဖွဲ့မှာပါဝင်တဲ့ဆရာတော်တွေကအိန္ဒိယနိုင်ငံမှာလည်းငြိမ်းချမ်းရေးခရီးဆိုပြီးမိုင်းပေါင်းများစွာရှောက်ခဲ့ကြပူပါတယ်။မြန်မာဆရာတော်တွေကအသက်အရွယ်ကြောင့်နဲ့ကျန်းမာရေးကြောင့်မပါဝင်နိုင်ကြတာဖြစ်ပြီးငယ်ရွယ်တဲ့တန်ဃာတော်တွေကလည်းစာရွက်စာတမ်းမပြည့်စုံတာနဲ့လေးလာကြအောင်ကျောင်းကိုပြစ်ထားမရတာဆိုတဲ့အကြောင်းအကြောင်းတွေကြောင့်မပါဝင်နိုင်ကြတာဖြစ်ပါတယ်။အခုတော့မြန်မာတန်ဃာများကိုစားမြန်မာစစ်စစ်ဆရာတော်တစ်ပါးဖြစ်တဲ့ရွှေဘုံပွင့်ဆရာတော်ဦးတီလာနန္ဒကဝါရှင်တန်အထိလမ်းလျှောက်နေပြီဖြစ်ပါတယ်။ရွှေဘုံပွင့်ဆရာတော်နဲ့အတူအခြားမြန်မာတန်ဃာသုံးပါးလည်းပါဝင်ဖို့ကြိုးစားခဲ့ပေမဲ့အကြောင်းကြောင့်မပါဝင်ဖြစ်ခဲ့ပါဘူး။ဒီကမ္ဘာလုံးကစောင့်ကြည့်နေကြတဲ့ငြိမ်းချမ်းရေးခရီးစဉ်တွင်မှာမြန်မာဘုန်းတော်ကြီးတစ်ပါးပါဝင်လာခဲ့ခြင်းကမြန်မာလူမျိုးတွေအတွက်ဝမ်းမြောက်စရာပါ။မြန်မာနိုင်ငံကထေရဝါဒသာသနာထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင်ဗုဒ္ဓဘာသာကိုနှစ်ပေါင်းထောင်ချီနီးပါးထိန်းသိမ်းလာခဲ့ပါတယ်။မြန်မာနိုင်ငံကဘုန်းတော်ကြီးတစ်ပါးဟာကဘာကျော်မဲ့ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်မှာကိုယ်တိုင်ပါဝင်လာခဲ့တာကတော့မြန်မာလူမျိုးတွေရဲ့ငြိမ်းချမ်းရေးလိုလားတဲ့ဆန္ဒကိုစားပြုပေးနိုင်ပါတယ်။ဒီခရီးစဉ်ကိုစတင်ဖို့အတွက်တန်ဃာတော်တွေကလနဲ့ချီကြိုတင်ပြင်ဆင်ခဲ့ရပြီးအခုဆိုရင်တော့ခရီးတစ်ဝက်ကိုရောက်လာခဲ့ပါပြီ။ဖြတ်ကျော်ခဲ့တဲ့နေရာတိုင်းမှာမြို့ကန်တွေရဲ့စိတ်ဝင်စားမှုကြိုးဆိုမှုအားပေးမှုတွေရရှိခဲ့တဲ့အပြင်ကမ္ဘာတဝင်းကလူတွေအတွက်လည်းအာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။ခရီးစဉ်စမှာတက်ဆက်ပြည်နယ်ကထွက်ချင်းမှာပဲ highway လမ်းမပေါ်မှာရင်မတော်တဆဖြစ်မှုနဲ့ကြုံခဲ့ရတာကြောင့်တန်ဃာနှစ်ပါးဒဏ်ရာရခဲ့ပြီးဖုံတော်ကြီးမဟာတန်ဖော်မဆန်ဘေဘက်ခြေထောက်ဆုံးရှုံးခဲ့ရပါတယ်။ကြန့်ရှိတဲ့တန်ဃာတော်တွေကတော့ဒီခရီးစဉ်ကိုဆက်လက်ရှောက်လန်းနေစေဖြစ်ပြီးငြိမ်းချမ်းရေးအတွက်စ조사နေစမှာဆွတ်လွတ်မှုတွေအနစ်နာခံမှုတွေကိုလည်းကြုံရကြောင်းဖော်ပြတဲ့အဖြစ်ပြန်ရှိပါတယ်။ Walk for Peace ကနေပြောပြတဲ့ငြိမ်းချမ်းရေးဆိုတာအပြင်လောကကိုပြောင်းခြင်းရင်ကိုယ်အတွင်းစိတ်ကိုအရင်ပြောင်းရမယ်ဆိုတဲ့သဘောတရားကိုနားလည်လာစေပါတယ်။မတူညီတဲ့အမြင်တွေကြားမှာအ ਨੇ ဆုံးတော့တူညီတဲ့လူသားဖြစ်တဲ့ဆိုတဲ့သဘောကိုပြန်လည်တွေ့ရှိနိုင်ပြီးမေတ္တာတရားကိုနေ့စဉ်ဘဝထဲပြန်လည်ထည့်သွင်းနိုင်မယ့်ခရီးစဉ်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုတခြားလမ်းလျှောက်နေတဲ့ Walk for Peace ခရီးစဉ်အတွင်းမြန်မာဘုန်းတော်ကြီးတစ်ပါးပါဝင်လာတာဟာမြန်မာနိုင်ငံကလူတွေလည်းငြိမ်းချမ်းရေးကိုတည်ပြီးနားလဲကြောင်းလက်တွေ့လုံနိုင်ကြောင်းပြောပြနေတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။ထူးခြားဆန်းခြားကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်။ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစီနော်။